ဒါကျွန်တော်တို့မန်းလေးကလူတွေမနေ့တိုင်းစားတဲ့မိရှေမုံနီပဲဖြစ်ပါတယ်မိရှေမုံနီကတော့ကျွန်တော်တို့နာမည်သာကွာသွားတာလုံးဝပင်နိုင်တဲ့မင်းသားကြီးကတော့ကျွန်တော်တို့မုံဘက်ပေါ့နော်မန်းလေးကမုံဘက်ကတော့တခြားမျိုးနဲ့မတူတခြားမျိုးတွေမှာတက်ကမိဘာညာသာဝယ်သွားလို့ရမယ်ကျွန်တော်ဒီမန်းလေးကမိရှေမုံနီဘက်ကတော့မန်းလေးမှာပဲကောင်းတာမန်းလေးကလူတွေမနေ့တိုင်းစားတယ်မိရှေမုံနီပဲဖြစ်တယ်ကလေးတော့ကကျွန်တော်တို့ရက်ကွက်မြပါရဲ့ဥဖိတန်တို့အရှိထိတ်မှာဖွင့်သွားတယ်ဦးလေးကြီးရဲ့တားဖွင့်လာတဲ့ဆိုင်ပဲဖြစ်ပါတယ်ကိုစော်ကြီးရဲ့မိရှေဆိုင်ဖြစ်ပါတယ်မန်းလေးကလူတွေတော်များလည်းမိရှေစားရဲ့အခုလိုမြင်းတဲ့တိုင်းပဲမတက်ရဲပဲစားတယ်မတက်ရဲပဲဟေ့တောက်တယ်ဟောမင်းလည်းလူတွေညောင်းစားဖြစ်တယ်မိရှေဖြစ်တယ်ဟောမိရှေတိုင်းတော်များမှာဒီလိုဂျုံလေးသိမသုံးကြတော့တော့မှအကျွတ်ကြော်ပဲသုံးကြတာကောင်းလာတယ်လူဟာလေးကစားလို့ပိုကောင်းတယ်မိရှေမြတ်စားအောင်လားဘယ်နှစ်လောက်ကြည့်တော့ကြာပြီအစိတ်3နှစ်လောက်တော့ရှိရောပေါ့ဟုတ်လို့မြတ်ဘိုးတော်လက်ထက်ကလေးနော်ဟုတ်တယ်လေဘိုးတော်နောက်လာရင်းလည်းနဲ့ရောင်းနေရတော့ကြာပါပြီဘိုးတော်နဲ့ဆိုရင်ဘယ်လောက်ရှိတော့ဘိုးတော်နဲ့အားလုံးပေါင်းဆိုရင်ဘိုးတော်ဆုံးသွားတာ32နှစ်လောက်ရှိပြီဘိုးတော်နဲ့ဆိုစိုက်ဖွင့်တာတော့ကြာပြီနော်ကြာပြီ50 40 35ဘိုးတော်နဲ့လို့40လောက်ရှိပေါ့40လောက်ရှိအဲ့လောက်ရှိကျွန်တော်အဲ့ဘိုးတော်အဲ့ဥဖိတန်တို့အရှိတိတ်မှာဖွင့်ကြတယ်ကျွန်တော်စားဘူးတာမြတ်ပါရဲ့ဝင်ကြတိတ်ကြာပြီတော့ဘက်ကကြာပြီလေဘောလောက်နေပါဘော90 91လောက်နေမှာနော်90အဲ့လောက်နေမှာ90လောက်90ပါတယ်တော်တာကျွန်တော်အဲ့တော့စားဘူးတာဒီမြတ်ဘိုးတော်ရဲ့ဟာလေးတာဥပဒေမှတ်မိတာဒီကောင်မြုပ်စီနီလေးရယ်ဒီစီဝါလေးရယ်စီဝါလေးနဲ့ထည့်တာဘိုးတော်ဒီစားတဲ့အတိုင်းပဲပြင်ထားတာလေခုမှဒီလိုဂျုံတော်တိတ်မသုံးကြတော့နော်ဆိုင်နေမှာတိတ်မသုံးကြတော့ဒီကြက်ကိုကျော်တွေပဲဒီကြက်ကိုကျော်တာလည်းဗျာမရှိဆိုရင်အဲ့လိုဂျုံကျော်ရယ်နော်တော့ဒီမှာမီးဖို့ဆိုလဲမြေဦးမီးဖို့ထင်းနေပဲမလားဟုတ်တယ်ထင်းနေနောက်ပြီးနောက်ပိုင်းလိုမျိုးလည်းမသုံးတော့ဘူးဗျာနော်ဒီမျိုးမရှိတော့ဓာတ်သူတို့သုံးတာဓာတ်ဟိုးတွေပဲသုံးဒါလုံးဝရှင်းတော့အတိုင်းပဲနော်ဒါကြတော့ဒီတိုင်းပဲကောင်းလာတော့ရတာရောသူကလည်းဒီကွက်ဒီအချိုးရောဆရာပြက်ကတ်ကြည့်လားမဟုတ်တော့တက်ကြည့်လိုက်အဲ့လိုနဲ့မှမိုက်တယ်နော်တော့ဆိုင်များတော့လောက်ပြင်လိုက်တော့ဆိုင်များတော့ပက်ကပ်ပြီးမထည့်ဘူးနော်ကျုံမရှော့ညဘိုးတော်လက်ထက်ကဆိုတပည့်ဘယ်လောက်ကြည့်တော့ကျန်လားမသိဘူးဟိုတို့စားနေကြတာချက်ခင်းနေမှာနော်ချက်လား3ချက်လားအဲ့လောက်ပဲရှိဒါလည်းဒီလိုဟာလေးဟိုကလည်းမတွေ့ရတော့ဘူးနော်ဒီစစ်တာလည်းဟိုကတားခစ်ပေါ်ရတာတောင်းလာကြတာနော်ညင်ညတာဟုတ်ဘယ်မထဲဘူးစားနေပဲဒါလည်းမသုံးတော့နော်သုံးတော့ဒီချီအောင်ဒီခေါင်းထဲမှာမိုက်တာနော်ဒါပါဂျုံကျော်ပဲနော်ဂျုံကျော်ပဲရှိတာခောက်ထဲမှာခောက်သားလေး9000ဟုတ်တယ်အခုဝက်ဘလာရောက်တော့5000ပွဲကြီးလားပွဲသေးလားဟုတ်တယ်ပွဲတည်းက4000ပွဲကြီး9000ဟုတ်တယ်ခင်ဗျဒီစီကြတော့ခင်ဗျဘိုးတော်တိုင်းပဲလားအဲ့တိုင်းမှာလုံးဝမပြောင်းဘူးပေါ့သိကြရလူကြီးနည်းပဲသိကြရပေါ့အဲ့ရတာသိကြပါလေစားကြည့်မှာတော့အများဘိုးတော်ရတာသိတယ်ကျွန်တော်ကြီးကြည့်တယ်ခွတ်တီတော့
ထောင်းလေးလေးထောင်းလေးလေး လေးပါ